music theory ရဲ့ numerous သင်္ကေတတွေကိုအခြေခံလေ့ကျင့်တဲ့အခါမှာဒိုကိုအခြေတည်ပြီးတော့၎င်းရေကိုအခြေတည်ပြီးတော့၎င်းမီကိုအခြေတည်ပြီးတော့၎င်းစသဖြင့်ပေါ့နော် step by step နဲ့လေ့ကျင့်သွားလို့ရပါတယ်အဲ့တော့ value of note ရဲ့တန်ဖိုးအနေနဲ့အညီလေ့ကျင့်သွားလို့ရပါတယ်ပထမဦးဆုံးဒါဒိုကိုအခြေပြုထားပြီးတော့ notes 9လုံးပါတဲ့အခြေခံရွတ်ဆိုနည်းတွေကိုစတင်ပြီးတော့ကျွတ်ပြသွားမှာဖြစ်ပါတယ်do re do re mi do re mi fa do re mi fa so do re mi fa so do re mi fa so la do re mi fa so la ti do re mi fa so la ti do 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 ဆက်လက်ပြီးတော့ပဲဒီ notes 9လုံးလို့ကိုပဲ training ဖြစ်လို့ရအောင်လေ့ကျင့်သွားလို့ရပါတယ် do re mi so do re mi fa mi re mi fa so fa mi so fa so la so fa re do mi re do mi so la so do ti la ti do so mi fa mi re mi do အခုရွတ်ဆိုပြတဲ့ notes တွေကိုကိုယ့်ဘာသာကိုတန်ဖိုးသိတဲ့လူကတန်ဖိုးကိုချရေးပြီးတော့ exercise လုပ်ပြီးတော့ရွတ်ဆိုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်